ငုံမကားစရာတရားတက်ကြရဒီစပိန်ကိုမကြော်တာတရားစင်းတဲ့အထိမကြော်ဘူးစပိန်ကလည်းပြေးတာပြောမနေနဲ့တို့ကဘလို့ကြော်လို့မရဘူးငုံမကားစရာငုံမကားစရာမနေ့ကကြောင်းတူမောင်းတဲ့စပိန်ကြမကြော်နိုင်ဘူးဒီနေ့ကျမိုးရည်တောင်ကားကြီးတစီပစီလိမ့်ကြောနေတာဂီယာတစ်ချက်နဲ့လီဘာတော့ကြံလေးရတို့ဘာလို့ကားမောင်းတာကိုလက်နဲ့မမောင်းဘူးနှာခေါင်းနဲ့မောင်းနေတယ်တော်ဆိုးတဲ့ကားစရာပေးခြင်းတဲ့မက်ဆေ့ကတော့ကားဘလောက်ကောင်းကားစရာဖွင့်ကြောင်းရင်ကြောင်းတူမောင်းတဲ့စပိန်ကိုတော့မကြော်နိုင်ဘူးဆိုတာပါပဲငုံမကားစရာငုံမကားစရာတို့ပဲမွေငါဆိုင်မွေငါသွားစားတာပတ်စံရှင်းမဲ့လုံးမ200လိုးနေတယ်3ယောက်3ပွဲမွေငါလည်းအကျော်မပြောနဲ့ခေါ်ပြီးနန်းပင်တောင်ထည့်မစားဘူးပတ်စံမလောက်ပဲနေမှာဆိုလို့ဒါတော့200လိုးနေတယ်ပတ်စံနောက်မှပြီးမပြောအောင်လဲဆိုင်ရှင်းတဲ့ကိုနဲ့ဟာမျိုးကြီးရဲ့ဒစိမ့်တယောက်လိုပါပဲအခုမှတွေ့ဘူးတာနောက်မှပေးလို့ရတယ်ပဲထားကိုမနှောရဲ့တရှင်လေးရလို့ငါအကျွေး9000ပြန်ပေးဆိုပြီးလူတွေတိုင်းတောင်းနေမှဒုက္ခဖြစ်နေမယ်ဆိုင်ရှင်အကျွေးမပေးရင်လည်းသူ့အပြစ်မဟုတ်ဘူးကားဆရာတို့ကြည့်တော့ဝိုင်းစုခိုင်းနေတဲ့တရှင်လေးရလို့ပဲမက်လောက်စရာတကွက်မှမရှိနီးစရာဘန်ကုန်တော့ပြီးပတ်စံထွက်အောင်လဲဘန်ကောက်မပြောနဲ့ဘန်တော့တစ်ခေါက်မှမရောက်ဘူးအိမ်ငုံဖုံးဆက်ပြီးပတ်စံလွှဲခိုင်းမှုဟာတယ်လီနို့စီဟာ4500ချီထားအောင်ပြန်မဆက်ရသေးဘူးငိုးမှဘွားလေကြံရမရတဲ့ဆုံးမြန်မာကားတွေတည်းရလို့ပကံစီးမယ်အိုးတိုင်မယ်လို့တော့လဲမောင်50တူကြည့်ရတာအလျားတုံးပေအနန္တပဲဝေတာက3ယောက်ပကံစီးရ2ယောက်ငွေရှင်းကောင်တာ2ခုတွားရှုပ်လို့မရဘူးတူဟာနဲ့တူတောင်ရှုပ်နေတာနောက်ဆုံးဆိုင်ရှင်ကိုငိုရိုတောင်းမှန်ပြီး10ဘီဓာတ်ပုံပေးခဲ့လိုက်ရတယ်10ဘီဓာတ်ပုံဆိုလို့အထင်မကြီးကြနဲ့ဟုတ်ဒီလိုကောင်မျိုးတွေရက်ကွန်ထဲလာစားရင်ပဲဆိုင်မမရောခိုင်းအောင်လို့တဲ့ငိုးမကားစရာငိုးမကားစရာတို့ဖွဲစားနေကြထမင်းဆိုင်ထမင်းဝင်စားတာအခါတိုင်းအာကာမြင့်အောင်မျက်နှာနဲ့ပြုံးတော်မပြတဲ့ဆိုင်ရှင်ကဒီနေ့မှမမဆောင်လို့အရန်ကြိုက်တယ်အရန်မိုက်တယ်နဲ့အတင်းနေဝင်လုံးနေဟာမြင်လို့တော့မကောင်းဘူးဒေဂျာမေးကြီးတော့မှတစ်တော့ဗီဒီယိုတွေ့လို့တူထမင်းဆိုင်ကိုလည်းကြောညာပေးပါအောင်လုပ်နေတယ်ရောက်လက်စားနဲ့မထူးတော့ပါဘူးဆိုပြီးကြောညာပေးလိုက်အောင်မယ်ထမင်းဆိုင်ကြောညာဆိုပြီးဆိုင်နာမည်မပါတော့အဆုံးအထိတာကြည့်လိုက်ပါတော့လူထမင်းဆိုင်မှာထမင်းတစ်ခါစားဘူးရတယ်ထမင်းဖြူအေးချက်ကထမင်းဟိုတဲ့ရေခဲတုံးထဲထားလာအောင်မရတယ်ချမောင်ဟင်းကိုလည်းကြည့်လိုက်ဟုတ်ချမောင်ရက်နဲ့မြစ်ကိုပကံလုံးထဲမှာထဲချောင်းထဲကရေကိုခတ်ထဲတာမှသူ့ထက်ပူလဲအောင်မယ်ရေနွေးတဲ့ဘူးတွေကရေနွေးကိုလည်းငှဲ့ကြည့်လိုက်ဟုတ်အဝီစီးတွင်းရရေကိုပုံးနဲ့ဆွဲတာမှအငွေလေးပါလေးထွက်အောင်မယ်ငပီရေကြွားလဲတကယ်ကိုငပီနဲ့ရေပဲဘာမှကိုမပါဘူးအတို့မျိုးကတော့တကယ်ကိုဆုံးပါတယ်မမရဲ့မောင်လေးဆိုတဲ့ကောင်းလေးလို့အတိရွယ်မျိုးစုံစားနိုင်မှရမယ်ဘာရွက်တွေမှကိုမတည်ဘူးအတားငါမျိုးစုံရတယ်ဆိုလို့ကြက်တာမှလိုက်တာကောင်းကြီးပါလာပြီးအမောက်ထောင်ပြနေလို့ဇွန်းနဲ့တောင်ထုတယ်ရသေးတယ်အတားရင်တစ်ခွက်လုံးကိုအောင်စားနိုင်တဲ့ကောင်ကခင်းနေစံချိန်တင်ပါပဲချမောင်ယိုလည်းမြည်ကြည့်လိုက်ပါဦးချမောင်ကျော်မစားခင်ဆွေမျိုးသားချင်းတွေနာမည်ကိုချရေးထားရမယ်ချမောင်ကျော်စားပြီးအကုန်လုံးမေးကုန်တော့မှာထမင်းဟင်းနေရလားဆိုတော့ဆက်ဆံရေးပါအေးတာထမင်းဟင်းမှာပြီးစောင်းတဲ့ကောင်းတာချတာအိတ်ပါဆောင်အောင်မယ်ဟင်းပွဲမှာလာကြလို့လူရှုပ်နေရမအောင်မင်းနဲ့တော်ယုံတရေကြောက်တဲ့လူဆိုဆိုင်ကိုတယောက်တည်းလာလို့မရဘူး6လွန်မှတေးကြပဲဆိုင်ရှင်နေအေးရလားဆိုတော့စပွဲတို့ကိုလည်းကြည့်ပါဦးမြောက်ဝင်ရိုးစွန်းရေခဲတောင်ကြားတွေကထွက်လာပြီးတရုတ်နိုင်ငံမှာဖုတ်တဲကရိုက်ခဲ့တယ်လားမသိဘူးစပွဲတို့မျက်နှာကြည့်မဲ့သားရေခဲတုံးကြီးထိုင်းကြည့်နေရမှာနှွေးတယ်လို့ခံစားရတယ်ပေးခြင်းနဲ့မစီရတော့ဒီသမင်းဆိုင်ကိုဆင်းရဲလည်းမစားနိုင်ဘူးချမ်းသာလည်းမစားနိုင်ဘူးတော်တော်ဝေးကျွေးကြီးတဲ့ကောင်တွေနဲ့တော်တော်ငတ်တဲ့ကောင်တွေပဲစားနိုင်မယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ဆိုင်မဆိုင်ဆဲလိုက်အောင်မယ်ငုံးမကားစရာငုံးမကားစရာတော့ဘယ်သမင်းဆိုင်ကြောညာလက်လွန်ချက်တွင်နေဖြစ်ကုန်လို့ဒီတစ်ခေါက်တွားစားတာဆိုင်ရှင်းမျက်နှာကြည့်ပြီးပြေးပေါတောင်မှားတယ်တတာဂီရီလေးတင်နေတဲ့အချိန်တရားတွေရဲ့မကြည့်တလို့မျက်စောင်းထက်ဆိုင်ရှင်းရဲ့မျက်စောင်းပိုဆိုးနေတယ်ချစ်လို့စားတာခင်လို့စားတာပါဆိုပြီးမနဲ့တောင်းမှန်လိုက်ရတယ်ထမင်းမှာပြီးဆိုင်ရှင်ရဲ့ပြင်ဆင်ပေးပုံကိုလည်းအချက်လောက်ကြည့်လိုက်ပါဦးထမင်းဖြူပူပြက်လက်ပြမပြောနဲ့ဘယ်ပြနေမှကိုမထိနိုင်ဘူးငရဲမီးရမတူထက်စားရင်အေးလေအောင်မယ်စပွဲလေမှာကမ်းမီးဘိုကြီးချရှင်မောင်ရင်းခွက်ကြီးတင်ထားတာမတိရင်ဟောပေါ်ဆိုင်ရောက်တာလို့ပဲရေနွေးတဲ့ဘူးတွေကရေနွေးငှက်လိုက်တာအငွေတွေထွက်လာပြီးဆိုင်ကောင်းမှုတော့မီးဆွဲတော့မလို့အမြန်ပိတ်လိုက်ရတယ်ရဲ့ငပီရေကြွားလဲပစီဖိတ်တမိုးတွေကရေနေတော်ဝါတွေအကုန်ထဲ့ကြူထားတာလားအောင်မရတယ်တကယ်ကိုစီးဘူးငပီရေကြွယ်အတို့အမျိုးကတော့ကိုရဲ့ညီမလေးတွေဖြစ်သွားပြီယုံမနီဒီနဲ့တခွားရီတယ်ဗျာယုံမနီဒီကတော့ချွဲချက်ကိုပြောတာပါတခွားရီကတော့တိတဲ့လူတွေတိပါတယ်
စက်တားရင်ချပေးပြန်တာပဲဒီတစ်ခါတော့ဘလောက်တောင်အတားများလဲဆိုစက်တားမြင်နဲ့ရက်ကန်းရက်ပြီးအဝတ်ထဲတောင်ထုတ်လို့ရတယ်ချမောင်ကျော်ကောင်းချက်ကစာဗီယာနဲ့မပေးခြင်းလုံးမေးထားတဲ့အကျွေးရှင်တွေနာမည်တောင်အကုန်တတိယသွားတယ်လူဆိုင်ကို6ကက်ကက်ကြီးပြောမိလို့လားမသိပါဘူးဘင်းကရတွေတန်စုံဒီဝိုင်းနေချင်းတကွန်းကွန်းချနေဟာတော်သေးတယ်ကိုစိုးကြီးရဲ့တယ်လီဖုန်းတစ်ချင်းဖွင့်မပြတာကိုကျေးဇူးတင်ရမလို့ဖြစ်နေပြီတပွဲတို့မြန်လာတော့ရောင်လို့တောင်သွားမကြည့်နဲ့ UFC fighter ရေလို့ထိုးမဲ့ချိန်မဲ့တကယ်ကဲလုံနေဟာနေလိုမီလို့ပူရဲဆိုတာသူ့မျက်နှာကိုပြောတာပါစားနေတော့တန်လန်းထင်းချောင်းနေတယ်လားလို့ဘာများလဲမှတ်တယ်ဇပွဲကုံအောင်မှာမိဘိုကြီးဖိုထားတယ်ငုံမှဆိုင်ချင်းဒါကြတော့ရွဲလွန်သွားပြီပေးခြင်းနဲ့မစီရတော့အနေဝေးပြီးအေးဆက်တယ်ဆိုတော့ချစ်သူဆောင်တွေဒီသမင်းဆိုင်မှာတစ်ခါတော့တွားစားကြဖို့အကြံပြုပြတယ်ဗျာခွေရတော့ဆဲလိုက်အောင်မယ်ငုံမှကားစရာ